မနေ့ကဘိုလူပွဲမှာဖလားရပြီးနောက် PSG ဟာဘာစီလိုနာဘိုင်ယန်တို့နဲ့အတူတစ်နှစ်အတွင်းဖလား6လုံးရတယ်တတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်ဒီလိုပြောရတာမစီမဆိုင်အာဖင်နဲ့အသင်းကိုတော့အားနာမိပါတယ်ရှင်ဒါကဂျွန်စီနာပါ1996မှာနဗန်းလောကကိုရောက်တယ်2005မှာချန်ပီယံဖြစ်တယ်နောက်နှစ်တွေလည်းအောင်မြင်တယ်နောက်တော့ The Marine လို့ခေါ်တဲ့ရုပ်ရှင်ကို2006မှာရိုက်ခဲ့တယ်2020မှာအိမ်တောင်ကြတယ်2024မှာတော့ကစားသမားဘဝကနေနားခဲ့ပါတယ်နဗန်းတာမကဂိမ်းတွေရုပ်ရှင်တွေမှာပါနာမည်ရခဲ့ပါတယ်ထူးခြားတာကတော့ဒီလိုရှေ့ရတဲ့အချိန်တွေအတွင်းဂျွန်စနာဟာအာဖင်နဲ့ဥရောပဖလားရတာတစ်ခါမှမမြင်ခဲ့ရပါဘူးတဲ့ဒါပြောချင်လို့ဝေးဝိုက်ပြောနေတာတဲပြောရင်အားနာတတ်လို့ဒီလိုလေးပြောလိုက်တော့ခံစားရတာလဲတတ်တာတာပေါ့လို့တကယ်ပါမြောက်ပြောတာမဟုတ်ဘူးငါတော့အနားယူတာကြာပြီရေပြုတ်ဥရောပဖလားရတာဖျားစုတစ်ခါမှမမြင်ဘူးဟေး